ဒီလူကြီးမသေးခင်မှာလူသားတွေအားလုံးကိုတပ်ပစ်ခဲ့ပါတယ်။ပြီးတော့အိပ်ပျော်နေတဲ့ဂျိုသားတတဝအများကြီးကိုလည်းချန်ထားခဲ့ပါသေးတယ်။သူတို့နိုးလာတာနဲ့ကဘာကြီးကိုသိမ့်ပိုက်တော့မှာပါ။ဒါပေမဲ့လူသား၃ယောက်အသက်ရှင်ကျန်ခဲ့လိမ့်မယ်လို့သူဘယ်တော့မှမထင်ထားခဲ့ဘူး။ဂျိုသားတွေရဲ့အိပ်ဆက်တဲ့ပုံတွေကကောင်တာတွေပွင့်လာပြီးဂျိုသားတွေနိုးဖို့အချိန်နီလာပါပြီ။အချိန်မရှိတော့မှန်းသိတဲ့ဂျက်ကတနက်နဲ့ပုံတွေကိုလိုက်ပစ်ပါတော့တယ်။ဒါပေမဲ့ဂျိုသားပုံတွေကအရေးအတွက်အရန်များလွန်းလို့သူဘလောက်ပဲမြ мян ပြစ်အားလုံးကိုမဖြတ်စည်းနိုင်ခဲ့ပါဘူး။အဲ့ဒီအချိန်မှာအမ်မာကအောက်ဆီဂျင်ပေးတဲ့ပိုက်လိုင်းကိုသတိထားမိသွားပါတယ်။သူကအစိမ်ကိုယူပြီးပိုက်တစ်ခုကိုချက်ချင်းဖျက်ချလိုက်တဲ့အခါပုံတွေအားလုံးပိတ်သွားခဲ့ပါတယ်။အမ်မာကတခုတည်းသောအားနည်းချက်ကိုရှာတွေ့သွားတာပါ။သူတို့၃ယောက်လည်းချက်ချင်းပဲလူစုခွဲလိုက်ပြီးတင်မော်တစ်စီလုံးမှာရှိတဲ့အောက်ဆီဂျင်ပိုက်တွေကိုတစ်ခုပြီးတစ်ခုလိုက်ဖြတ်ပါတော့တယ်။မကြခင်မှာနောက်ဆုံးပင်မပိုက်လိုင်းတစ်ခုပဲကျန်ပါတော့တယ်။အမ်မာကပြေးသွားပြီးပစိန်နဲ့ဖြတ်ဖို့ပြင်လိုက်ပေမဲ့ပုံထဲမှာအိပ်ပျော်နေတဲ့ဂျိုသားတွေကကလေးလေးတွေဖြစ်နေတာကိုမြင်လိုက်ရလို့ချက်ချင်းရက်သွားပါတယ်။ဂျက်ကအမ်မာဘာလို့ရက်သွားလဲဆိုတာနားမလဲပဲတနက်နဲ့ပြစ်ဖို့ပြင်လိုက်ပေမဲ့သူ့ရဲ့လှုပ်ဖော်ကိုင်းဘက်ကတားလိုက်ပါတယ်။အဲဒီနောက်မှာတော့သူတို့၃ယောက်စလုံးငြိမ်သွားကြပါတယ်။အချိန်ကောင်တာ၃ယောက်ကိုရောက်တဲ့အခါနောက်ဆုံးပုံတွေဟာတဖြည်းဖြည်းပွင့်လာပါတယ်။ဂျိုသားကလေးလေးတွေဟာတယောက်ပြီးတယောက်အပြင်ကိုထွက်လာပြီးကြောက်ကြောက်လန့်လန့်နဲ့စုပြုံပြီးရက်နေကြပါတော့တယ်။လက်နက်ကင်ထားတဲ့လူသား၃ယောက်ရဲ့ရှေ့မှာတော့သူတို့တွေဟာခုခံနိုင်စွမ်းမရှိရှာပါဘူး။ကဘာပြက်ကက်ကိုတားဖို့ရောက်လာတဲ့လူသားတွေဟာအပြစ်မဲ့တဲ့ကလေးလေးတွေကိုတတ်ဖို့ဝေခွဲမရဖြစ်ပြီးလက်နက်တွေကိုချလိုက်ပါတော့တယ်။